你那个家长呢？你那就，我看我有这种对这种蛮灵嘛，这种蛮灵在的嘛，古色叫，古色店，古色面，哎什么？讲也，你看过古色这样，哎啥子这种？哎呀，哎第一时间，哎我啊，哎这边呀，这种，那个那小铁的搬的，哎呀，也女女的，往车往村的，哎呀。ကျွန်တော်တို့ပေါ်တာခုနပြောရတာအဲ့ဒီကျွတော်တဲ့ကြပြကျွန်တော်ကြပြကိုအမှုညာပိုင်းလေ့လာတဲ့အပိုင်းရှိတယ်လို့နောက်ကြပြကျွန်တော်ဘဝရဲ့ဝင်လာတာတွေနောက်ကြပြကိုရေးတာကိုဖတ်တာကိုကျွန်တော်ဘဝနဲ့ပြန်တုံ့ပြန်ပြီးတဲ့အပိုင်းဒါလေးရခန်းကဏ္ဍသူ့စီတော့ရှိတယ်ကျွန်တော်ကြပြမရုပ်ခင်မှာအမှတ်တရအနေနဲ့ကျွန်တော်ငွေချင်းတက်ပြီးနေတာ1996လေးရှားနေကျွန်တော်ရှိစာရေးခဲ့တဲ့စာလေးတွေဖတ်ချင်တယ်။တငယ်ချင်းများအားလုံးအတွက်ဗျာကောင်းစင်တွေရေးပေးလိုက်ပါတယ်။ဖတ်ပြီးသားဖြစ်မှာပါ။ကျွန်တော်ကဘာဖြစ်လို့ရေးပေးလိုက်တယ်လဲဆိုတာဗျာတွေကိုဖတ်ကြည့်ရင်သိနိုင်မလားလဲ။ရှာဖွေရလွယ်တဲ့ဗျာတွေပါ။ဗျာပါတဲ့မဂ္ဂဇင်းနာမည်တွေတော့ရေးမပေးလိုက်တော့ပါဘူး။နောက်မှဝေဆိုတာရေးလိုက်ပါဦး။ပြည်ငိမ့်မြုပ်နေတော့240အောင်ချိတ်ပုံညံ့အောင်ချောနဲ့ကျေပြာလေးနဲ့တင်စားပြီးတော့သူ့ခမိန်လိုက်ရုပ်ရှင်ပြဿနာကြီးမိမိအရေးပြားမှလမ်းလျှောက်ထွက်ခြင်းထုံးဝေမြင့်ပြာလက်လက်တောင်တွေကနက်နက်ခင်းခင်အောင်လေးစင်ချေဘုံအစမျိုးတန့်မြင်းကြောင်အင်းကြီးမိုးကြော်အိမ်မင်းကြော်ခီးထွက်ခြင်းဓာတ်ထနောက်ကျပြီအောင်သိန်းစောမိမိကိုမိမိခိုးရီပေါင်းနေခြင်းဝင်းမောင်ဝင်းနေလက်ဆောက်ဇော်ထွန်းတင်ကြစားဖို့မောင်ပြည့်မင်းအိတ်မပြောချင်းအိမ်မယ်နေဝင်း6ရက်10လ1996ပါကျွန်တော်စင်ကြေဘုံအစပြန်လေးကိုပြောချင်ပါတယ်စင်ကြေဘုံအစ1990မှာရေးရတယ်ဟုတ်ကဲ့တနည်းထက်တနည်းထူထပ်လာတဲ့နှင်းတွေတမအကြီးနဲ့ငယ်စလီပင်တွေပေါ်မှာဖွင့်ဖွင့်လွန်းလွန်းရက်နေတင်လေးတလားဆက်လျှောက်သွားရမလားမိဘတန်ဟာအဖျားကတုံခါသွားတယ်ဘိုးတော်စွန်းသားခန်းဆန်ဆန်ဝင်းပြေးလမ်းမပေါ်ကခန္ဓာဝင်တစ်ခုလေးလံနေပေါ်မှာအာပါတရရီချလိုက်ဖို့ခက်လာပြီဘဝမေတပြုံတည်းအမကြီးအနာကဝီးနေချက်ကြော်သွားတော့မှအသက်ဘဝရှိဖို့တတိယခေါင်းကိုအတန်မော့ရင်ကိုလည်းကော့ပြလိုက်တယ်အဲ့ဒီနေ့ကနေလုံးကြီးမြောက်တက်မလာတယ်ကမန်းကန်းအိမ်ထဲပြောင်းလိုက်တယ်ကျေးဇူးပါ